ဟိုးပဲပြလိုက်ဟိုလမ်းပြလိုက်ပြေးလာတွေ့လာရေတံကြောင့်မမလေးအဲ့လိုလေးလုပ်ပြဟုတ်တယ်ဟုတ်တယ်အဲ့ညာပြအဲ့ဆိုပြေးလာမသူအောက်ရောင်နေနော်အဲ့လိုနည်းနည်းချင်းမမရင်ကျွေးကဲလေကြီးရပဲနော်ဟာဟိုမလေကြီးဟိုမကြီးစားရဟုတ်ပါ မဟုတ်လားမလေးလို့နှာကောင်ရှိရနှာကောင်လာဒီဘက်ခေါ်လှမ်းကျွေးဒီရှိကိုကျွေးလေကျောင်းလာတယ်သူကဒိုးနောက်ကဘယ်ရောက်တော့မှန်းလဲရောက်သွားနောက်ကတောင်းတာသူ့လည်းနည်းနည်းကျွေးလိုက်တော့တောင်းတာလေးကြည့်မလို့လက်လေးနဲ့တောင်းတာလက်နဲ့တောင်းတာကျွေးလိုက်ပါကြောက်လက်လေးနဲ့ပုတ်တောင်းပါဒီနေ့ကိုဘုရားကန်ကြမပြေမချင်းတောင်းတယ်ဒီလိုမှန်းသိဟိုဘက်ကကျောင်းလာတယ်ဘုရားပြီးဘယ်ရောက်သွားတော့လက်ကြီးဟိုလည်းပြက်လာတော့အေးပါလက်ဆောင်လာသူကဓာတ်ပေါ်လို့ရှိရင်လာမှာလာဟီးဟောလေးဟိုလည်းဟာနေမှာဟိုလည်းရောက်ဟိုဒီမှာခေါင်းကြီးဒီမှာလာပြီဘာကြီးဟောလာပြီဟောဒီမှာလမ်းကျွေးအဲ့ဒီမှာအဲ့ဒါကြီးလာပါကြီးဒီမှာကြီးဟိုရမမိဘူးပြသူကမိပါနှာကောင်ရှိရတော့တကောင်ပဲရောက်နေသွားလားပြောက်ခေါင်းကြီးပဲသူကတားကြီးမပေါ်နိုင်ဘူးနော်အားကြီးမပေါ်နိုင်